ပေါ်မှာအခုကစကင်ကဲလေးအစင်းစင်သုံးပြပါပြီပေါ့နော်ဘီမီကထွက်သမျှဟာလေးပဲအကုန်လုံးသုံးထားတယ်ရှေ့ဗီဒီယိုအစင်းစင်မှာတင်ထားပေးပါတယ်အခုကတော့ဘီမီ Triple Makeup ရဲ့01လေးပါအသားဖြူတဲ့သူတွေအတွက်က01လေးပါနော်အသားဖြူတဲ့နံပါတ်လေးကိုရွေးထားပါတယ်ရှင်နော်01လေးလိမ့်ပြပေးမှာဖြစ်ပါတယ်အဝါလေးနည်းနည်းဖောက်တယ်အဝါဖောက်လေးနဲ့အရန်ကိုလာတယ်ပပချီချီဝင်းဝင်းပြောင်ပြောင်လေးနဲ့တကယ်ကိုလာရဲ့ Triple Makeup ပါနော်ဘာလေးပဲဖြစ်ပေါ့နော်ဟိုပစ္စည်းမမှာတတ်တဲ့သူလေးတွေကဖုန်းလေးဆက်လို့ရရယ်နော်တချို့ကကြတော့TikTok ကနေစာမပို့တတ်လို့အဲ့လိုမျိုးလေးတွေရှိရပါတော့ TikTok ကစာမပို့တတ်ဘူးဆိုလို့ရှင် Viber ဖုန်း9920 ကိုတင်ထားပေးတယ် Bio မှာဝင်ကြည့်လိုက်ဖုန်းနံပါတ်လေးတင်ထားပေးတယ်အဲ့ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ရှင်နော်ဖုန်းလေးသာဆက်လိုက်ရပါတယ်နော်ဒါလေးကတော့မိတ်ကပ်သားပပချီချီဝင်းဝင်းပြောင်ပြောင်လေးနဲ့တဏီကုန်ခန့်နဲ့ရေဆိုချွေးချွေးခန့်နဲ့ဘီမီရဲ့ကြွေပလက်မိတ်ကပ်ရေးပါရှင်နော်အများကြီးသုံးစရာမလိုဘူးပပချီချီလေးနဲ့တဏီကုန်လှတယ်တနခါနဲ့တွဲပြီးတော့သုံးမယ်ဆိုလို့ရှင်လည်းအရန်ကိုအဆင်ပြေပါတယ်ဒါတနခါရောင်ကြိုက်တဲ့မမရဒီရောင်လေးကိုယူပေးရှင်မိခိုတနေ့ကလည်းတနခါနဲ့တွဲပြီးတော့လိမ့်ပြပေးထားရယ်နော်သူ့ရဲ့မိတ်ကပ်သားအရန်လှတယ်ပပချီချီလေးနဲ့တဏီကုန်ခန့်နဲ့ပေါင်နာလုံးဝထက်ရိုက်စရာမလိုတာသူ့ရဲ့အားသာချက်ပါအဝါဖောက်ကြိုက်တဲ့သူတွေကတော့01လေးကိုယူပေး01ကကျတော့02ထက်စားလို့ရှင်ပို့ပြီးတော့အဝါဖောက်တယ်အဲ့ဒါဖြစ်တဲ့အတွက်အဝါဖောက်တနခါရောင်ကြိုက်တဲ့သူတွေကဒီရောင်လေးယူပေးပါဒါထက်နည်းနည်းလေးဖြူတာကြိုက်တဲ့သူလေးတွေကတော့02လေးကိုယူပေးပါရှင်နော်ဒီမှာမိတ်ကပ်သားလေးကိုတစ်ချက်ကြည့်လိုက်အောင်ဒီမှာဆွဲရလဲလုံးဝမခတ်ဘူးเนาะဒီဖောက်လေးနဲ့ပုတ်လိုက်တာနဲ့2ချက်3ချက်လောက်ပုတ်လိုက်တာနဲ့ဒီလိုမျိုးမိတ်ကပ်လေးရပါတယ်ရှင်เนาะဒီမှာမိတ်ကပ်သားလေးကဝင်းပြောင်ပြီးတော့အရန်ကိုလှပါတယ်ဒါကတော့အသားဖြူတဲ့သူတွေသုံးပေးပါရှင်เนาะဒီမှာမိတ်ကပ်သားအများကြီးထည့်စရာမလိုမိတ်ကပ်တစ်စက်နှစ်ဆက်ဆိုလို့ရှင်လောက်ပြီဒီမှာကြည့်ကြည့်လိုက်မိတ်ကပ်ကိုလိမ့်ထားတဲ့ဘက်လေးကိုကြည့်လိုက်ဝင်းပြောင်နေပါဦးအရန်လှတယ်တနခါရောင်ကြိုက်တဲ့သူလေးတွေကဒီဟာလေးယူပေးနော်ဒီမှာတနခါရောင်ကြိုက်တဲ့သူလေးဆိုလို့ရှင်ဒါလေးကိုယူပေးတနခါကြိုက်တဲ့အန်တီတွေနဲ့ဆိုလို့ရှင်လည်းအရန်ကိုလှတဲ့ Triple Makeup ပါရှင်နော်တနခါနဲ့တွဲပြီးသုံးမယ်ဆိုလို့ရှင်လည်းတနခါကြာရွှေခံနဲ့တနခါလေးဖူးဖွေးဖုံဖုံလေးနဲ့အရန်ကိုလှပါရဲ့ရှင်နော်ဒီမှာကျမတို့ရဘောကနည်းနည်းတော့ဆူရရှင်နည်းနည်းလေးတော့သိခံပေးနော်ဆက်ကွက်ကိုမကြည့်နဲ့ကျမလာတာလေးပဲရှိမှကြောမိတ်ကပ်သားအများကြီးထည့်ကြမလို့တဲ့ဒီလိုမျိုးမိတ်ကပ်လိုလေးကိုရပါရဲ့ရှင်နော်သူကသူ့ကြီးပဲတစ်မျိုးပဲလိမ့်မယ်ဆိုလို့ရှင်လဲဝင်းပြောင်ပြီးတော့အရန်လာရဲ့ပေါင်တာလည်းလုံးဝထက်ရိုက်စရာမလိုပါဘူးရှင်မိတ်ကပ်သားလေးကိုကြည့်လိုက်ပါအောင်မကြည့်ကြည့်လိုက်မိတ်ကပ်သားလေးကဒီလိုမျိုးကိုလှတာပါနော်ဝင်းဝင်းညက်ညက်ဝါဝါဝင်းဝင်းညက်ညက်လေးတနခါရောင်ကြိုက်တဲ့သူတွေဆိုလို့ရှင်ဒီရောင်လေးကိုယူပေးနံပါတ်1လေးပေါ့နော်အသားရောင်တနခါရောင်ကြိုက်တဲ့သူတွေကဒီ01လေးကိုသုံးပေးပါရှင်နော်02လေးကတော့ဒါထက်ပိုပြီးနည်းနည်းလေးဖြူပါတယ်